လေးကတော့ကိုရီးယားမှာပေါ့နော်အိမ်ပြောင်းနေနေရဗီဒီယိုလေးပေါ့နော်မြန်မာတို့အိမ်ပြောင်းတော့ဆိုလို့ရှိရင်အိမ်ကပထမဆုံးနေတာ6လွှာပေါ့နော်6လွှာကနေပြီးအိမ်ပြောင်းခဲ့အဲ့အိမ်ပြောင်းနေနေမှာကြတော့အိမ်ပြောင်းတဲ့အဖွဲ့ကိုခေါ်ခဲ့ပေါ့နော်ကိုရီးယား130အားလုံးပေါင်းပေးခဲ့ရတယ်အိမ်အတွင်းထဲကဟာပစ္စည်းတွေရောအကုန်လုံးဒီအပြင်ကားနဲ့တည်ရတယ်ဟိုဘက်ရောက်ပြီးတော့ပြန်စီပေးရတယ်အကုန်လုံးပါတယ်ပေါ့နော်သူကကြတော့အဲ့လိုနေရအကွာဝေးပေါ်မူတည်ပြီးတော့ဘယ်ထိသွားတယ်လို့ပေးရမှာအိမ်နီးနီးဝေးဝေးသူတို့ဒီပြန်စီရတယ်တည်ရတယ်ပြီးတော့ဒီလိုမျိုးပစ္စည်းတွေအပေါ်ကနေအောက်ကိုချရတဲ့ဟာအကုန်လုံးအတွက်ပေးရပါတော့ဒါပေမဲ့30ပေးရပေမဲ့ service ကကြတော့ကိုဘာမှလှည့်ကြည့်စရာလုံးဝမလိုပေါ့တခုမှမလုပ်ရအောင်မျိုးဆိုလို့ရှိရင်အိမ်ကြီးက coffee shop ကိုသွားပြီးတော့အမျိုးသားကလည်း coffee shop မှာပဲသွားပြီးတော့စားလုပ်ပြီးစောင့်နေဆို coffee shop မှာ AC လေးပဲစောင့်နေရကိုယ့်ရဲ့ဒီအလှပြင်ပစ္စည်းတွေကစားအကုန်ဘာမှကိုတင်းစရာမလိုကွာအင်ဂျီမီးဖို့ကြောင့်ပစ္စည်းအကုန်လုံးဝတိတက်တက်ကလေးသူတို့ကအကုန်ထုတ်ပြီးတော့ခုမြင်တဲ့အတိုင်းပဲအိမ်လုံးကိုလုံးဝတေချာပြန်ပြီးတော့အကုန်လုံးပြန်စီပေးထားခဲ့ရပါတော့အဲ့တော့တကယ်အိမ်ကိုရီးယားမှာအိမ်နှစ်ခါပြောင်းမှုတယ်ပထမဆုံးနှစ်ခါဆိုလို့ရှိရင်ကိုယ့်ဘာသာကိုပြောင်းလို့ပေါ့နော်အရန်ပင်ပန်းမှုတယ်ပေါ့နော်အခုတော့ဒီတစ်ခါကတော့ဘာမှလုံးစရာမလိုပဲနဲ့ပေါ့နော်ဒီအိမ်ပြောင်းတဲ့ဖွဲ့ကိုခေါ်ပြီးတော့ပြောင်းလိုက်တာဖြစ်တဲ့အတွက်အရင်အဆင်ပြေပေါ့နော်ဒါမိမတို့အိမ်ပြောင်းနေနေရနဲ့ပတ်သက်ပြီးတော့အိမ်ပြောင်းတဲ့အမှတ်တရလေးပါဒီခါမှာတော့ဘာအမှတ်တရဖြစ်နေဆိုဘာမှမလုပ်လိုက်ရတာပေါ့နော်ကျေးဇူးပါသုံးထိကြည့်ပေးတဲ့အတွက်